Very mingla digni we want to know the questions to 1.7 my bar a giant digni pia be the more pure a jump you saga channel subscriber don't share where she did subscriber gas to know you channel follow also tomorrow below dollar okay so patama usong unveil one of the unveil of the name tap name touch one of the name touch lue I must change name touch of your lid I must change name touch okay name touch okay so no unveil in charming unveil mama go name tag maကျွန်တော်ပြမယ်ပေါ့နော်ဒီမှာ name tag မှာဆိုကျွန်တော်ပြသလိုရိုက်ပြီးနှစ်ခုရိုက်လိုက်ပေါ့နော်နှစ်ခုရိုက်ပြီးရင် okay ကျွန်တော်ခုရိုက်ပြီးဆို okay လောလာနောက်ပြီးဒီ armor stand ပေါ့နော် armor stand လေးချလိုက်နောက်ပြီးဒီ name ပေးလိုက် name ပေးပြီးတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီတကားလို့တကားတော့ဟိုလိုတကားပေါ့တကားအနီအောင်တကားအနီအောင်လို့လေပေါ့နော်ဆိုတကားအနီအောင်လို့တက်လိုက်မယ်ဆိုရင်လူဖြစ်သွားမှာပေါ့နော်စိတ်ညစ်တယ်ဆိုဖင်ကုန်းလာညောကဖင်ကုန်းလာဖြစ်နေစစ်လိုက်ပါပေါ့နော်ထားလိုက် okay now post မိုက်တယ်ပေါ့နော်တော်လေးလမ်းပါတယ်မိုက်တယ်တော်လမ်းနေပြသည်လားအဲကြောင့်နောက်ထပ်ခုကကြတော့ကျွန်တော်တို့အနေနဲ့ဒီပေါ့နော်နောက်ထပ်ခုကဒီဘုံမေးနဲ့လို့မဘုံမေးပေါ့နော်ဒီဘုံမေးစနမတက်ပေးလိုက်ဘုံမေးထည့်လိုက်မယ်ဆိုတော့ skeleton ကောင်းအယူကောင်းပေါ့နော်တေးနေဖြစ်တော့လိမ့်မယ် post ကတော့လုံးဝမရအောင်ဆိုတော့ဖယုံဒီဆိုဒီ pumpkin body မီလေးနေရာဟာမရမှာပေါ့နော်ဆိုတော့အောင်ထောင်စလုံးမှာ heavy အကြီးရဲ့အလိုဖြစ်တော့ပါနော်တော်လေးလဲမိုက်ပါတယ်တော်လေးလမ်းပါတယ်ဆိုနောက်ထပ်ကကြတော့ကြည့်ကျွန်တော်တို့ပြောမယ်ဆိုရင်ဒီဟုတ်နေတော့အတွေ့တုံးမှကြတော်မိုက်ပါတယ်ဒီဟာကိုအကျိုးဆုံးတော့ပြောလို့ရပါတော့ okay အမကြီးတော့အုပ်ကူပုံစံဖြစ်တော့တယ်မှတော့ညပြောင်းလိုက်ညောင်ကြီး traditive ပြန်ပြောင်းလောက်မှစိတ်ညစ်တယ်တော့အဲ့ဒါတော့ညဖြောင်းလောက်မှာပေါ့နော်ညလောက်လိုက်မယ်ဆိုရင်အဲ့ထက်တော့စံပြီးထွက်လာပေါ့နော်မိုက်တယ်ဒီ post ကိုကျွန်တော်တော်တော်လေးကြိုက်တယ်ပေါ့နော်ကျွန်တော် favorite ထဲမှာပါအဲ့ဒါနဲ့ကျွန်တော်ပြောပြခုရှိသေးပေါ့နော်ဒီကျွန်တော်အနေနဲ့ဒီ mod တွေဒီ review ပြီးတဲ့ဟာလေးကိုကျွန်တော် episode 1 episode 2 episode 3အဲ့လိုလေးပြုလုပ်ပေးအောင်မယ်ပေါ့နော်ဆိုတော့တခြား mod လည်းပါ action stuff တွေမဟုတ်ဘူးဒါတော့ episode 1ပေါ့နော်ဒါ mod review add-on review နော် episode 1ပဲဖြစ်ပါတယ်ဆိုတော့နောက်ထပ် episode ရဲ့ action ကျန်တဲ့ဟာလာခဲ့ပါမယ်ဆိုတော့ action stuff ကဒီရနဲ့ကျွန်တော်မပြီးသေးဘူးပေါ့နောက်ထပ်ကျန်သေးတယ်ဆိုတော့ထပ်ပါလို့ပါလိမ့်pumpkin ကရိုမလီထားတဲ့ pumpkin ပေါ့နော်နေပေးလိုက်မယ်တလိုက်မယ်ဆိုရင်တော့ဖယုံဒီတော်မိုက်တယ်ဆိုတော့လေကွင်းလေးပဲလုံးမယ်ဆိုတော်လေးမိုက်တယ်ပေါ့နော်ကျွန်တော် week လို့စပါးပေါ့အမစတန်ချနမတက်ပြီးလာရင် week တက်စာချုပ်ဖြစ်တယ်အစာချုပ်ကကျွန်တော်ပြမယ်တော့ညရရင်တော့နေလုံးလေးမီးလင်းတယ်တော့မှ
တော်မိုက်တယ်ဗျဒီစာချုပ်ရုပ်ကြိုက်တဲ့ထဲမှာပါတယ်စာချုပ်ရုပ်ကလည်းနေပြန်ပြောင်းလာအောင်ဒါနေပြန်ပြောင်းအဲ့လိုပြန်ဖြစ်သွားတယ်ပေါ့နော်နောက်ထပ်ပါကြံသေးဟုတ်တော့အဲ့မေးနေတာခဏလေးကျွန်တော်အဲ့မေးနေတယ်ဆိုအဲ့ကျွန်တော်မှတ်မိပြီအဲ့ကကြတော့ဒီပွန်တက်အဲ့ဒါဒီပေါ့နော်အဲ့ဒါမှ sorry ပါဆိုအဲ့လိုမျိုးတော့ရုပ်ထူshare လမ်းတာရုပ်ထူရအဲ့ရုပ်ထူကပြောဆိုအိမ်ကြီးပဲဆောက်ထက်လာထားစရာတော်လေးလမ်းနေပေါ့နော်ဘုရားကဒီ creeper ကောင်းရ skeleton ကောင်းရအကြောင်းလား creeper ကောင်းတယ်မှာဆိုတော့ YouTube ကြတယ်ဘက်ကအသားပါတယ်ဆင်းရောက်ပါဒီဘက်ကဆင်းရောက်ပဲမပါသေးရိုးပေါ့အဲ့လိုလောက်ထားခု skeleton ကူနဲ့တော်မိုက်တယ်ပဲဒီလားဆိုတော့ဒီလာနာပြီးကြဒီ under pearl eye of under ပေါ့နော်အဲ့ဒါလေးဝယ်အမလီတော့ကြည့် underman ပေါ့နော်ဟာကိုပို့ချင်ဆိုတော့တော်မိုက်တယ် underman ဒီပုံနဲ့ထလာပြီးတော့တရေ6တလို့ပုံစံလောက်လိုက်တာပေါ့နော်ကဲဆိုတော့ဗီဒီယိုလေးမနှုတ်ဆက်ခင်မှာကျွန်တော်ကြောင်ညာဝင်ရရှိပါတယ် brother တို့ Roblox နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုဈေးနှုန်းချူသုံးတော့ဝယ်ဦးခြင်းဆိုရင် KSTDD shop ရှိပါတယ်အဲ့ဒီမှာဆို Greg Garden နဲ့ပတ်သက်တဲ့ pack တွေပြောမဆို lobster လို့ pack တွေဒီအခုမှ Halloween Eve မှာပါလာတဲ့ pack တွေအပြင်အခြားသော pack မျိုးစုံတွေနောက်ပြီးတော့ secret brain တွေအပြင်Robust တွေတော့ဈေးနှုန်းချူတာရရှိနိုင်ပြီး Botfruit account တွေတော့ဈေးနှုန်းချူတာရရှိတော့ဖြစ်ပါတယ် Facebook မှာ DSCD shop ဆိုပြီးတော့ရဝယ်ယူအားပေးနိုင်ပါတယ်